ဘာနဲ့အဆင်ပြေလား ပြေပါဘာလို့ လုံးပါပြော နေ့တိုင်းလုံးရပဲလေပြေတာပေါ့ဘာမပြေရရှိလဲ ငါတော့မနေ့ပြန်အေးစေးပဲလုံးရှိဘူး လုံးမရှိဘူးဆိုတိုင်းတော့နင်ကိုချင်းကိုကြောင့်ရှောက်သွားပြီးကြောင်မနေနဲ့ဝိတ်တရှော့ ရှော့တယ် ဖြိုးမောင်နေကိုအားလားငါသွားကြရှိလို့ မအားလို့လေငါဒီမှာလိုက်ပို့အောင်မယ်နင်ကလည်းအစိုးရပါလား အေးဟာသူတို့က morning ဆိုလဲ morning night ဆိုလဲ night ပေါ့ဟာငါမှရွေးချယ်စရာမရှိပဲနေပြန်လာခဲ့နော်ငါတရားပဲစောင့်နေလိုက်မယ် လင်းစောင့်လိုက်စောင့်လေပြန်လာခဲ့မယ် အကောင်မလေးဖြစ်သွား မကြိုက်လို့လား အာမကြိုက်ပါဘူးမကြိုက်ပါဘူး အေးကွာပြည့်တာမှတော်သေးတယ်ရောက်ရင်သူများလင်ကြီးမှတိတိနဲ့ကိုခြူစားနေတာသိတော့အစင်ပြေးမနေသူ့မိရလည်းအဲ့ရလည်းလဲနေရလေပိုက်ဆိုင်ရလည်းလိုးတယ်မလားအေးကောင်မလေးကြီးကလည်းဝစ်ချင်စားချင်မှာပေါ့ကွာဒီဝတ်သားစားတာလည်းနေရှိုးလာတယ်ပိုက်ဆိုင်ရလွယ်တဲ့အလုပ်ကလည်းဒီအလုပ်ပဲရှိရအောင်ဖြစ်နေတဲ့အခြေအနေနဲ့အခက်အခဲတွေကလည်းကွာဝဲပြားနေတာရွေးချယ်စရာမှမရှိဘူးအဲ့တော့ငါတို့ဒီရက်ွက်ထဲကမိန်းကလေးတော်တော်များများကသူများလင်ကိုခြူစားရင်ခြူစားမခြူစားရင်ပြေကုန်တာပဲကုန်တော့ ဖြစ်တာမှကောင်းမယ်သူများယောက်ျူစားလုံးဝမကောင်းရ အေးဆို ငါတက်မှာတော့လေအဲ့လိုတောင်းမှစားရမယ့်အလုပ်မျိုးနဲ့သူများယောက်ျားကတ်မှစားရတဲ့အလုပ်မျိုးဘယ်တော့မှလုံးမဖုတ်ဘူးမရှိတာချင်းအတူတူလေဟိုးအောက်ဆုံးထိကြားတဲ့အလုပ်လို့ခံလာရတာငတ်ပြီးသိရင်သိပါစေအေးငတ်လာလို့မခံနိုင်တဲ့အစုံလေးဘိမ်မတော့ဓမြပဲတိုက်စားလိုက် ဝိုင်းရကွာ ဟာတွေနေလုံးနေအရှိကြီးပေါ့တိုက်လို့တဲကုန်မယ် ဖျက်ငကြွယ် ဗါလေ အကြိုက်တယ်ကွာ အေးမျက်နှာမပြောင်းမျက်နှာမပြောင်းနဲ့ငါပါနေဒုက္ခကြီးတယ်ကနာဘူးကြီး ဟာကြီးရဲ့ဟဲ့တော်ပါတော့ အရှိကြီးမော ဟောင်းနေတယ်နွားရနားကြီးတာ နွားမဘူးကျွဲ